Okay, this week we're going to look at the noun phrase. Unit 12 ပေါ့နော်စာအုပ်ထဲမှာ Unit 23ဆိုတာတဝက်ကျိုးပြီဆိုတော့ရှိတယ် Noun phrase ကဘာလေးလဲဆိုတော့ noun plus prepositional phrase, noun plus participle clause, noun plus two infinitive clause. Preposition phrase ဆိုတဲ့အခါကျတော့ preposition တစ်ခုနဲ့စမယ်နောက်က phrase တစ်ခုလိုက်မယ် right? Participle clause ဆိုတဲ့အခါကျတော့ past participle present participle နဲ့စတဲ့စကားစုတစ်ခုလိုက်မယ် right? နောက်က infinitive to infinitive clause ဆိုတဲ့အခါကျတော့ to be like to ရဲ့ verb 1ရဲ့နောက်ကစကားစုတစ်ခုလိုက်တဲ့ဟာအဲ့ဒါလေးနဲ့ကြည့်မယ်ပေါ့နော်အဲ့တော့ထုံးစံတိုင်း exercise 1 listening exercise right? The listening exercise ကဘာလဲဆိုတဲ့အခါကျတော့ you're going to hear a woman giving a talk about a project she is involved in အဲ့ဒါအမျိုးသမီးတစ်ယောက်ကသူလုပ်နေတဲ့ project တစ်ခုအကြောင်းသူပါဝင်လုပ်ဆောင်နေတဲ့ project တစ်ခုအကြောင်းကိုပြောမယ်ပေါ့နော်အဲ့ဒီအကြောင်းကိုနားမထောင်ခင်မှာ before you listen look at the pictures အဲ့တော့ပုံလေးပြလိမ့်မယ်သူကအဲ့ပုံလေးကိုကြည့်ပါတဲ့ပြီးတော့ဒီစလုံးလေးကိုကြည့်ပါ and the words below what do you think the purpose of the project is အဲ့တော့ဒီ project ရဲ့ purpose ဆိုတော့ရည်ရွယ်ချက်ရည်ရွယ်ချက်ဥတီချက်ဘာအတွက်လုပ်တာလဲပေါ့နော်အဲ့ဒါလေးကိုတဲ့မှတ်ကြည့်ပါတဲ့ so abundance ဆိုတော့ abundance abundance ကများတာအများကြီးပဲ enormous gigantic abundance အများကြီးပဲပေါ်များပါ analyze ဆိုတော့ ခွဲခြားစိတ်ဖြာစမ်းစစ် calculate calculate ကတော့တွက်ချက်တာတွက်ချက်တယ်ခါတော့ခါပေါ့ right တာယာဆိုတော့ဒါကတာယာကားနဲ့ပတ်သက်တာ conservation ဆိုတော့ conservation ကဘာပတ်ဝန်းကျင်ဟိုလုပ်တဲ့ဟာ conserve လုပ်တယ်ဆိုတာချွေထားတာပေါ့သုံးသင်းอ่ะကုန်သင်းတာကုန်မကုန်သင်းတာကုန်လေ conservation ဆိုတော့ဘယ်လို conservation ဆိုတော့ချွေထားတာconsiderate be considerate ပေါ့နော်မဖြုံးတည်ဘူးပေါ့ debris ဆိုတော့ debris ဆိုတော့ပိုင်းအစား debris ဆိုတာပိုင်းအစား driver ဆိုတာကားမောင်းနေတယ်right space debris တို့ဘာလို့လေဟိုဘာလို့သတင်းဘာသာပြန်တော့သတင်းဘာသာပြန်တော့တိုင်းကနေတိုင်ရလား debris ဆိုတော့ what is that space အဲ့ဒီခေတ်တော့လေဟို international space station ရှိတယ်လေ international space station က debris နဲ့ဟို what is that အာကာသမှာရှိရဲ့အကျိုးပဲမှာ satellite တစ်ခုတင်လိုက်တယ်ဆိုပါလေ satellite ကပြတ်သွားလို့ရှိရင် satellite ကဟာအောက်ကိုပြန်မရောက်ဘူးပဲအာကာသမှာလွှင့်နေရလေအဲ့ကောင်လေး international space station ကိုဝင်တိုက်လို့ဘာတွေဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကိုသွားတတိယ debris ဆိုအဲ့လိုမျိုးပေါ့အကျိုးအပဲ့အပိုင်းစားတယ်ပြောတာနဲ့တိတိလေးမဟုတ်အကြီးအပြင်ဒါ negative သဘောဆောင် driver ဆိုတော့ driver ရေငုပ်သမားdiver sorry diver ဆိုတော့ရေငုပ်သမား very good မျိုးလုံးထဲမှာ driver လို့မြင်နေတွေ့လား habitat ဆိုတော့နေရာတီးရ habitat ဆိုတော့နေရာပေါ့သူတို့ဟိုဘယ်လိုပြောမလဲဥပမာဆိုလို့ရှိရင်ကျက်စားတဲ့နေရာ especially ဒါသူတို့ကျက်စားနေ dolphin တွေကျက်စားတဲ့နေရာ whale တွေကျက်စားတဲ့နေရာsea lion တွေကျက်စားတဲ့နေရာ something like that habitat ဟာပါဆိုတော့စိတ်ကံစိတ်ကံ reef ဆိုတော့ဒါလေးကိုကြည့်လိုက်သိတာ reef ဆိုတော့တဏ္ဍာကြောက်တန်းနေပြောလေ rope ဆိုတော့ကျူ rubble ဆိုတော့ rubble ဆိုတာလည်းဒီ debris နဲ့တိတ်မကွာ rubble ဆိုတာလည်းလူညစ်ပတ်ကျိုးပဲ့ဆုပ်ပြဲတာမျိုးတွေရော seahorse ဆိုတော့
She. Mm, Oh, holy. Hale, ginagalo ha. Yinaga, well done, Yinaga. Ginagalo hale. I mean, I'm going to go species and all. Music. There's a submerged, right? ဒီတော့နစ်နေအောင်မြုပ်ထားတာအဲ့ဒီစကလုံးတွေအကုန်လုံးနဲ့ဒီပုံလေးတွေကိုကြည့်ထားပါတော့ Who knows it Sydney အကစားရုံလားမသိ Sydney Opera House ဘူးဒါအဖရိကရုံ Sydney Opera House နဲ့ Sydney Harbour ဟိုဘာတော့ New Year ဆိုလို့ရှိရင်လေဒီနေရာမီးပန်းလွှတ်တာလေ Okay. Again new ဘာသာသတင်းဘာသာပြန်လာရောက်တာရမယ်အမှန်တကယ်တော့ကမ္ဘာမှာနေရပထမဆုံးမြင်ရတာကျွန်ုပ်တို့စီက Auckland ဒါပေမဲ့ Auckland လေးကတေးလေး New Zealand လေးကတေးလေး Auckland မှာ New Year မီးပန်းဖောက်လို့ရှိရင် Auckland Sky Tower လေးကလည်းတေးလေးအဲ့ခါကျလူရတဲ့ရေးမလို့ကြဘူးအဲ့တော့ New Year မီးပန်းစဖောက်ပြီဆိုလို့ရှိရင်ဒီရက်စ CNN တို့ BBC တို့ကြည့်လိုက်လို့ရှိရင် New Year မီးပန်းနေစဖောက်ပါပြီဆို Sydney ကစဒီနေရာမှာမီးပန်းဖောက်ရမ်းလာSydney Harbour House Sydney Opera House နဲ့ Sydney Harbour နောက်တစ်ခါဒါပါတော့ မော်တော်ကားပေးမှာလဲ She အောက်မှာ နေအောက်မှာအဲ့တော့မော်တော်ကားရေအောက်မှာရယ် Sydney Harbour ရယ် Opera House ရယ်ဒီစကလုံးတွေကပေါ့အဲ့လိုဆိုတော့ဒီသူပြောတာဘာဖြစ်မယ်ထင်လဲ submerge ဒါမှတ်ဆိုတော့ခုနမော်တော်ကားရေထဲမှာနေနေရပြောတာ conservation ဒီမော်တော်ကားရေထဲပြုတ်ကြတဲ့ခါကျတော့ဒီရေထဲအကောင့်တွေပါဖြစ်မယ် ဒီကိမှာ ဒီကိမှာပြီးတော့သူတို့ဟို if you have knowledge of environmental protection and everything Sydney မှာ coral reef တွေရှိရလေSydney ကတန်တာကြောက်တန်းနေရတဖြည်းဖြည်းနဲ့ပြုတ်ပြက်နေတယ်ရော့လာတယ်what is that called coral reef တွေကတီကုန်နေဆိုတာမျိုးရှိရလေပြီးတော့ bleaching ဆိုတာလေနီရေးလေးသူ့ကြောင့်လည်းသူမနေတော့နဲ့ဖြူဖြောတွေဖြစ်လာတယ်အဲ့ဒါတွေအကုန်လုံးဒီ pollution တွေလူတွေလောက်တဲ့အဲ့ဒါမျိုးပေါ့နော်ပင်လယ်ထဲမှာမရှိသင့်တာပင်လယ်ထဲကိုကျတယ်ကြောင့်လို့ဖြစ်တာလေအဲ့သူကတဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ပြောတော့မယ်ဆိုတော့ conservation ပေါ့ right conservation တော့ဒါသူပြောတဲ့ဟာလေးနားထောင်ကြဒါက what is that called transcript ဒါကအတန် Recording 12. Good morning, everyone. What you can see on the screen behind me is Sydney Harbour. And it may surprise you to learn that this horrible rubbish lying at the bottom of the harbour was actually put there intentionally as part of a conservation project. Now, the idea of putting rubbish into the harbour instead of cleaning it out may seem absurd to you, but allow me to explain. 2 years ago, I was involved in a study with the University of Sydney. We were asked to try to calculate the number of fish and different species living in Sydney Harbour. During this study, the divers noticed that in the areas cleared of rubbish, very little life remained, whereas the old cars and other debris lying on the seafloor actually provided a rich habitat for an abundance of creatures, including up to 20 species of fish, crabs and seahorses, and amazing plants such as sea tulips with bright red bodies. We realised that if you remove all of the rubbish contained in the harbour, then you also take away the homes of the creatures living there. Earlier this year, with the help of the Sydney Harbour Federation Trust, we reached a decision to expand our study and start putting rubbish back into particular areas of the harbour. So far, we have used things like old car tyres and rope, but we have a plan to carry out a more detailed study to test out a variety of artificial structures and see whether the sea creatures in the harbour find these as attractive a home as the rubble of the past. We'll also catalogue the creatures living there, and the data collected from the sites
will be analysed to establish whether these artificial reefs have in fact helped to increase the volume of fish in the harbour. In the meantime, if you have any suggestions of other possible sites with submerged rubbish that would be suitable for our research, please speak to me after the lecture. Do you think? Yeah. သူပြောတာနဲ့ထင်တာနဲ့ခုန discussion မှာထင်တာနဲ့တူလားမတူလား တူပါတယ်ချင် ယေရှုอ่ะ တူပါတယ်ချင် Listen again. Yeah. Recording 12. Good morning, everyone. What you can see on the screen behind me is Sydney Harbour, and it may surprise you to learn that this horrible rubbish lying at the bottom of the harbour was actually put there intentionally as part of a conservation project. Now, the idea of putting rubbish into the harbour instead of cleaning it out may seem absurd to you, but allow me to explain. 2 years ago, I was involved in a study with the University of Sydney. We were asked to try to calculate the number of fish and different species living in Sydney Harbour. During this study, the divers noticed that in the areas cleared of rubbish, very little life remained, whereas the old cars and other debris lying on the seafloor actually provided a rich habitat for an abundance of creatures, including up to 20 species of fish, crabs and seahorses, and amazing plants such as sea tulips with bright red bodies. We realised that if you remove all of the rubbish contained in the harbour, then you also take away the homes of the creatures living there. Earlier this year, with the help of the Sydney Harbour Federation Trust, we Sydney Harbour Federation Trust, we reached a decision to expand our study and start putting rubbish back into particular areas of the harbour. So far, we have used things like old car tyres and rope, but we have a plan to carry out a more detailed study to test out a variety of artificial structures and see whether the sea creatures in the harbour find these as attractive a home as the rubble of the past. We'll also catalogue the creatures living there, and the data collected from the sites will be analysed to establish whether these artificial reefs have in fact helped to increase the volume of fish in the harbour. In the meantime, if you have any suggestions of other possible sites with submerged rubbish that would be suitable for our research, please speak to me after the lecture. Okay, အဲ့တော့ तू ကဘာပြောလဲခုနကတော့ထင်တာဒီပင်လယ်ထဲမှာရှိတဲ့လူတွေချတဲ့အမှိုက်တွေကပင်လယ်ထဲမှာရှိတဲ့တတ္တဝါတွေတဘာပတ်ဝန်းကျင်တွေမကောင်းလို့ထင်တာ right? So according to her ဒါကောင်းလားမကောင်းလား မကောင်းဘူး သူတို့ကဒီမှိုက်တွေကဒရိစံတွေအတွက်တိတ်ပြီးဖြစ်လာတယ်အဲ့ဒါဝင်ရှင်မှာပို့ပြီးတော့ရှင်တန်လာနိုင်တယ် Right. သူကပို့ပြီးတော့အမှိုက်တွေဖြစ်တယ်ဒီလိုရာတွေကိုဒီထဲကိုထည့်ကောင်းလို့ဆို suggestion ပေါ့လည်းလုပ်နေ Very good. ဟိုဟာနဲ့မဖတ်ခင်ကထင်တာနဲ့ opposite ဖြစ်နေတာ all right? ဒါပြန်ကြည့်မယ်အစ This is my first time listening as well အဲ့ဒါကြောင့် Okay, good morning everyone ဆိုတော့မင်္ဂလာပါမင်္ဂလာနဲ့ခင်းပါလို့ဘာသာပြန်လဲရတယ်မင်္ဂလာပါလို့ဘာသာပြန်ရင်လည်းဒီက suitable ဖြစ်ပါတယ် What you can see on the screen behind me ဆိုခုပထမပုံပေါ့ right ဆိုတော့အခုပထမကျမရဲ့နောက်က screen ပေါ်မှာပိတ်ကားပေါ်မှာဖန်သားပြင်ပေါ်မှာမြင်နေရတာတော့ Sydney Harbour ဖြစ်ပါတယ် Sydney ကန်စိတ်ကမ်းပေါ့နော် And it may surprise you to learn that this horrible rubbish lying at the bottom of the harbour was actually put there intentionally as part of a conservation project. So, it may surprise you, Surabaro.
နေရတော့အော်ပါပဲတဲ့သူဘာပြောလို့ရှိရင်လဲ to learn that ဆိုတော့သိလိုက်လို့ရှိရင်ဘာကိုသိလိုက်ရင်လဲ horrible rubbish ဆိုတော့အမိုက်ကမကောင်းဘူး right ဒီဆိုးရတဲ့ rubbish တိတ်မကောင်းတဲ့ rubbish ဒီ rubbish တွေ lying at the bottom of the harbor ဒီ harbor မှာဒီအောက်မှာချထားတဲ့အမိုက်တွေဟာတဲ့ put there intentionally ဆိုတော့ဒါရည်ရွယ်ချက်ရှိရှိအိမ်နောက်ကအမိုက်ပြစ်ချင်လို့ပြစ်ထားတာမတော်စားကြနေရမှာပေါ့လေ as part of conservation project ဆိုတော့ဒီတဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပေါ့နော်ထိန်းသိမ်းရေးရဲ့အပိုင်းတစ်ခုအစိတ်ပိုင်းတစ်ခုအနေနဲ့အဲ့ဒါလုပ်ဖို့အတွက်တဘာပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက်ချတာလို့သိလိုက်လို့ရှိရင်အံ့ဩပါလိမ့်မယ် because ဒီဟာဖတ်လိုက်တော့အံ့ဩပါမဟုတ်ဘူးလား for me it's surprising now the idea of putting rubbish into the harbor instead of cleaning out may seem absurd to you absurd ဆိုတာပါလေ This is absurd old English Mary Poppins နဲ့ Mary Poppins ပြောတယ် That's so absurd bird ဆိုပြီးပြောတာလေဟိုဘယ်လိုပြောမလဲ This is a bad idea လို့ပြောလိုက်တာပေါ့ Oh my god မလုပ်တဲ့ဟာကြီးလုပ်နေဘယ်လိုဟာလေးလဲအဲ့ဒါမျိုးอ่ะလို့ feel လဲပြောတယ်ဟာပါထဲမှာအမိုက်ကိုမရှင်းမဲနဲ့အမိုက်ထက်ချနေဆိုတဲ့ဥစ္စာကြီးကဒါမကောင်းတဲ့ကိစ္စလို့ထင်မှာတဲ့ allow me to explain ဒါပေမဲ့သူရှင်းပြပါစေ 2 years ago လွန်ခဲ့တဲ့နှစ်လောက်က I was in study with University of Sydney သူက Sydney တက္ကသိုလ်နဲ့ Sydney တက္ကသိုလ်ကလုပ်တဲ့သူတည်နာတစ်ခုမှာသူကပါခဲ့တယ်ပေါ့နော် Fish and different species living in the Sydney Harbour အဲ့ဒီ Sydney University က study မှာဘာလုပ်လဲဆိုတော့သူတို့တွေက Sydney Harbour မှာနေနေတဲ့ငါးနဲ့တခြားသတ္တဝါမျိုးစိတ်တွေကိုရည်ပြီးတော့အရေးတွက်ပေါ့နော်တွက်ချက်ရတဲ့အလုပ်ကိုလုပ်တဲ့ project တစ်ခုမှာ study တစ်ခုမှာသူကပါခဲ့တယ်တဲ့ During the study the divers noticed that very little life remained ဆိုတော့အဲ့ဒီသူတည်နာမှာဘာတွေ့ရလဲဆိုတော့ diver ဆိုတော့ရေအောက်ထဲကရင်ငုပ်ပြီးတော့ကြည့်ရလူတွေကဘာတွေသတိထားမိလဲဆိုတဲ့အခါကျတော့တဲ့အမိုက်မရှိတဲ့နေရာမှာ very little of life remains ဆိုတော့သက်ရှိတဲ့ဘာမရှိတလောက်ပဲ whereas old cars and other debris lying on the sea floor နောက်ကလာတော့မယ်ဆိုတော့ဒါနည်းနည်းသဘောပေါက်လိုက်ရလို့ရတယ်ပေါ့နော်ဒါပေမဲ့သူနဲ့ဆက်ချင်မှာဘာလဲဆိုတဲ့အခါကျတော့တဲ့ကားအဟောင်းနေပြီးတော့တဲ့ပေါ်မှာကားအဟောင်းနေရှိနေမယ်ဒါမှမဟုတ်တခြားအမိုက်တွေရှိနေမယ်ဆိုလို့ရှိရင်တခြားရှိနေတဲ့နေရာတွေမှာတဲ့ actually provided a rich habitat rich သက်ရှင်နေထိုင်နေတဲ့စုတရဝစုတွေပေါ့နော်ကားတွေမှာနေနေတဲ့တရဝစုတွေရာတွေဟာup to 20 species of fish အဲ့လိုနေအဲ့ဒီမှာ abundance of creatures ဆိုတော့တရဝလေးအများကြီးနေနေတာတဲ့20 species of fish ဆိုတော့ငါနေနေတယ် 20 species of fish crabs and seahorses ဆိုတော့ဒီနောက်က off ကဒီသုံးခုကောမှာတဲ့ and ခံရတာကြောင့်လို့ဒီ20ထဲမှာဒီသုံးခုလောက်ပါတယ်ဒါမျိုးစိတ်ပေါင်း20လောက်နေနေတယ် and amazing plants and သူက imagine စိတ်ဝင်စားဖို့ကောင်းတဲ့လှတဲ့အပင်လေး sea tulip with bright red bodies ဆိုလဲ sea tulip ပြမှာပွင့်တဲ့ sea tulip လေးပေါ့နော်သူတို့မှာတဲ့အနီရောင် sea tulip လေးလည်းနေနေတယ်ဆိုတော့ကြည့်ကြည့်လဲ see what is sea tulip မြင်ရလားကြည့်တော့ bright red sea tulips want to see the images oh beautiful no ဒီမှာ sea tulip okay တော့အနီရောင်ရဲရဲတဲ့ညာအနီရောင်မရဲဘူး
Growing from the rocks on a long stalk, the sea tulip is commonly encountered by divers around Sydney. Tu Sydney မှာကျိတ်တွေပေါ်မှာပေါက်တာတဲ့။ Tu diver တွေက Sydney မှာ dive လုပ်ရတာတွေအများဆုံးမြင်ရတယ်။ Sea tulip is covered in lumps and bumps ဆိုတာဒါတွေပြောတာလေ။ giving it a kind of warty appearance. Wart ဆိုတာဘာလဲ Oh, what's it called? ကျွတ်တို့လေသိလား ကျွတ်တို့ဘယ်လိုနေသလိုပဲ It comes in a variety of colors. It's orange, purple, yellow or pink. သူကဟိုကလည်းဖြစ်နိုင်တယ်အရောင်က orange တိမ်မွေးလည်းဖြစ်နိုင်တယ်အပန်းရောင်ခရမ်းရောင်လည်းဖြစ်နိုင်တယ်အဝါလည်းဖြစ်နိုင်တယ်ပန်းရောင်လည်းဖြစ်နိုင်တယ်ဒါပေမဲ့ခုနစာထဲမှာအနီနော်ဒီမှာသူအနီရောင် These bright colors and the work of the sea tulip but are from encrusting sponge Halicus australensis which covers the surface. Oh, အဲ့ဒီအရောင်တွေကsea tulip ရဲ့အရောင်မှန်မဟုတ်ဘူးတဲ့အဲ့ဒီပေါ်မှာနေနေတဲ့ sponge ရဲ့အရောင်တဲ့ Interesting, huh? Sea tulip found in coastal water at a depth of 80 meters. 80 meters ဆိုနေနေလေးနော်နေနေလေးဒီမှာတွေ့ရတယ် New Zealand ဒီမှာလေ Auckland ဒီမှာအကုန်လုံးနဲ့ရှင်လိုက် New Zealand သေး just speculate မြန်မာပြည်ကဟိုဟာတဲ့ Auckland နဲ့အများကြီး New Zealand နဲ့အများကြီးကြီးအဲ့မြန်မာပြည်ဒီမှာ right ဒီမှာကြီးတိတ်တွေက New Zealand ဒါ sea tulip တွေတွေ့ရနေရပါOkay, well, we know we're reading right. There we go. We realized that if you remove all the rubbish contained in the harbor, then you also take away the homes of creatures living there. အဲ့တော့သူတို့ကဘာသဘောပေါက်လိုက်လဲဆိုတဲ့အခါကျတော့ harbor မှာရှိနေတဲ့အမှိတ်တွေအကုန်လုံးဖယ်လိုက်လို့ရှိရင်သူတို့ထဲမှာအဲ့ဒီမှာနေနေတဲ့တရဝါလေးတွေရဲ့အိမ်လေးကိုဖယ်လိုက်တာနဲ့တူတူပဲဆိုဒီကောင်လေးကအောက်ကိုကျပြီးအသားကျနေပြီ right ဟိုကဘာတော့Titanic ကြည့်ရမလား Titanic ရုပ်ရှင်ကြည့်ဘူးရမလားပါတယ် beautiful ပါလေအဲ့ Titanic ရုပ်ရှင်ကြည့်ရခါကျတော့ Titanic ရုပ်ရှင်ကဟိုဘာတော့ Kate Winslet တို့ DiCaprio တို့နဲ့လှလှပပပြတာတပိုင်းသင်္ဘောအစ်စ်ကိုတွားရိုက်ပြီးပြတာတပိုင်းပါလေအဲ့မှာသတိထားမိလားအကောင်လေးတွေတပုံရင်းပဲအိမ်မှာနေတွေ့တယ်အဲ့ခါကျတော့အဲ့ဒါမျိုးနေမှာပေါ့နော်သူကအဲ့ထဲမှာနေမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ခုနောက်ပိုင်းက what is it called ဒါကပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကပင်လယ်ထဲအမှိုက်ကြီးဆယ်မယ်ဆိုပြီးဆယ်နေကြတာလေအဲ့ဒါတော့တိတ်ပြီးတော့မှန်ဘူးဆိုတဲ့သဘောက confusing နော် but anyway သူရိုင်းပါနေတော့အဲ့ပင်လယ်ကျမ်းပြင်ဟာတွေတော့မဖယ်ရဘူးလား I don't know ဒါပေမဲ့တချို့တွေကဘာပြောလဲဆိုတဲ့ခါကျတော့ဟိုဘာတော့ Max တွေပါတယ်လေ Max တွေပါတယ်ကို box ကဒီဟိုဘက်ဒီဘက်မှာ plastic strip နှစ်ခုပါတယ်မလားနားမှာတက်တဲ့ဟာလေးလေဟုတ်အဲ့ဒါတွေကိုဒီတိုင်းလွှတ်ပစ်လိုက်လို့ရှိရင်တဲ့အဲ့ plastic strip လေးတွေကဟိုရေထဲကိုကျသွားလို့ရှိရင်ပေါ့နော်အဲ့လက်ကလေးတွေဘာလေးတွေလက်ပင်သားညှစ်တယ်လို့ဖြစ်တာသူတို့အဲ့ဒါတွေတလန်းနဲ့ကူးနေရတာတဲ့ဒီအဲ့ဒါမျိုးတွေ့ရတယ်တပုံကြီးပဲဆိုတော့အဲ့ဒါနဲ့သူတို့ဆယ်ကြတာပေါ့နော်တို့လူဟာမျိုးတွေတော့ဆယ်ရမယ်နဲ့တူတယ်နော်အဲ့တော့အကြီးတွေတော့မဆယ်ရအောင်နဲ့တူတယ် I don't know it's confusing these people know better earlier this year ဒီနှစ်အစပိုင်းမှာတဲ့ with the help of the Sydney Harbour Federation Trust သူတို့ကလေအဲ့လိုမျိုး trust တွေရှိတယ်သူက trust ဆိုတာကသိရမလားဟိုအကုန်လုံးစုပြီးတော့ရန်ပုံငွေထောင်ထားတာပေါ့နော်Sydney Harbour အတွက်လိုအပ်တာတွေသုံးဖို့ထောင်ထားတဲ့ရန်ပုံငွေဖွဲ့ရနေပြီးတော့ဒီနှစ်အစပိုင်းမှာဗာပြောလဲဆိုတော့တဲ့ we reach a decision
ဘာတွေဆုံးဖြတ်လိုက်လဲဆိုတဲ့အခါကျတော့ to expand our study and start putting rubbish back into the particular areas of the harbour အဲ့တော့ Sydney Harbour Federation Trust ကဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတဲ့အခါကျတော့တဲ့ harbour ရဲ့ particular ဆိုတော့ particular ဆိုတဲ့အခါကျတိကျသတ်မှတ်ထားတဲ့နေရာပေါ့ particular thing ဆိုလို့ရှိရင်တိတိကျကျပြောချင်တဲ့အရာတစ်ခုပေါ့အဲ့လိုမျိုးတိကျသတ်မှတ်ထားတဲ့သူလိုတယ်လို့ကောင်းမဲ့ထင်တဲ့နေရာလေးတွေပေါ့နော်နေရာလေးသတ်မှတ်လိုက်တယ်အဲ့နေရာလေးတွေမှာတဲ့ rubbish တွေကိုအမိုက်တွေပြန်ချကြမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ် I think အဲ့ဒါလည်းမမှန်ဘူးထင်တယ်နော်တဘာဝအတိုင်းကြောက်ရမှာတဘာဝအတိုင်းဖြစ်မှာပေါ့ right anyway they doing it So far, we have used things like old car tires and rope, but we have a plan to carry out a more detailed study to test out a variety of artificial structures and see whether the sea creatures in the harbor find these as attractive a home as the rubble of the past. So far, so we have used things like the paripa, payari donile surekacharo, o kataya, hauni, and ropes ro, jewelry, radio, pinero bianchane, no? Ava agma bianchanayo. But we have a plan to carry out more detailed studies ro. The way to kuna pioni to no? Paria bu beneficial payment from the kacharo. သူက research ကိုပို့ပြီးတော့ detail ဒီထက်ပို့ပြီးတော့တိတိကျကျ research လုပ်ဖို့စီစဉ်ထားပါတယ်တဲ့ to test out a variety of artificial structure အဲ့တော့သူအခုလောလောဆယ်ဟိုကဘာမှာ material တွေအများကြီးဖြစ်နေပြီ right အဲ့တော့သူတို့ကလူလုပ်တဲ့ artificial ဆိုတော့တဘာမှမဟုတ်ဘူးเนาะလူလုပ်တဲ့ structure ဆိုတဲ့ဟာကြတော့နေရာလေးပေါ့ငါးကန်ထဲမှာလေငါးမွေးတဲ့လူပါလားငါးကန်ထဲမှာ structure လေးထည့်မလားငါးကန်ထဲမှာဟိုဟာလေး what is it အိမ်လေးတွေခေါင်းလောင်းလေးတွေဟိုရမျိုးလေးထည့်တဲ့ဟာမျိုးလေအဲ့ငါးကန်ထဲမှာအဲ့လိုမျိုးထည့်တဲ့ဟာလေးလိုမျိုးတော့သူတို့ကငါးကန်ထဲကလူတွေလို့အတိအကျမဟုတ်ပါဘူးလူလုပ်တဲ့last fiber တို့ what is it called အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး material မျိုးစုံနဲ့အဲ့လို structure လေးလုပ်ပြီးတော့ variety ဆိုတော့မျိုးစုံပေါ့ right စမ်းသပ်ဖို့အတွက် study တစ်ခုလုပ်ဖို့season ထားပါတယ် and see whether the sea creatures in the harbor ဆိုတော့ harbor မှာနေနေတဲ့ပင်လယ်သတ္တဝါလေးတွေက find these as attractive a home as ဆိုတော့ဒါပါပြောရလဲဒါ what's it called as attractive a home as ဆိုတာအသုံးလေးတစ်ခုပဲပေါ့နော်ဆိုတော့အိမ်လို့ချင်လားအိမ်သူတို့အိမ်လိုနေခြင်းလောက်အောင်သူတို့ဆွဲဆောင်နိုင်တာပါနော်ဒီနေရာမှာနေခြင်းလောက်အောင်ဆွဲဆောင်နိုင်တယ်သူတို့ဒီနေရာလေးကိုဝင်နေပြီးဟာဒါငါအိမ်မယ်ဆိုလို့ပြောချင်တာနေခြင်းလောက်ဒီနေရာမခွာခြင်းလောက်ဖြစ်နိုင်မလားဆိုတာကိုတဲ့သူတို့ကြည့်ပါမယ် as the rubble of the past rubble ဆိုတော့ဟိုခုနကားတို့အောက်မှာ sea floor မှာကြာနေတဲ့အမိုက်တွေအဲ့ဒီဟာတွေကိုဒီမှာနေတဲ့အကောင်လေးကိုသူတို့တွေ့ခဲ့ရတယ်လို့ပေါ့နော်အဲ့ဒါလေးတွေလိုမျိုးသူတို့ချပြီးတဲ့ intentionally ချပြီးတဲ့ artificial structure တွေက sea creature လေးတွေထွက်ဖြစ်နိုင်လားမဖြစ်နိုင်မလားဆိုတာကိုသူတို့စောင့်ကြည့်ပါမယ် We will also catalog the creatures living there သူတို့တွေကဘာလို့မလဲအိမ်မှာနေနေတဲ့တော်လေးတွေအကုန်လုံးကို catalog တစ်ခုနဲ့စာရင်းမှတ်မယ်ပေါ့နော် and the data collected from the sites အဲ့တော့အဲ့ဒီနေရာတွေကရလာတဲ့ data တွေကောက်ထားတဲ့ data တွေအကုန်လုံးကိုတဲ့ will be analyzed လို့ဆက်စမလဲဆိုတော့ to establish whether the artificial reefs have in fact helped to increase the volume of the fish in the harbor အဲ့တော့ artificial reef ဆိုတာ coral reef လေးလို့လေ
တဏ္ဍာကြောက်တန်းအတုလေးချပေးလိုက်တဲ့သဘောပေါ့ right အဲ့တော့တဏ္ဍာကြောက်တန်းအတုလေးတွေဟာတဲ့ဟာပါမှာစစ်တီဟာပါမှာငါးတွေပုံများလာအောင်ကူနိုင်မလားမကူနိုင်မလားဆိုတာကိုစမ်းစစ်သွားပါမယ် in the meantime ဆိုတော့ then I change သိနေပါပဲ right if you have any suggestions နေမှာသူက conference မှာစကားပြောနေတာ right public speaking လူတွေစကားပြောနေတဲ့ခါကျတော့တကယ်လို့နင်တို့မှာအကြံပြုချက်တွေရှိရဆိုလို့ရှိရင် or ဘာလို့အကြံပြုချက်တွေလဲ of other possible sites with so much rubbish that would be suitable for our research ဒါက Sydney Harbour မှာကြာနေတဲ့ rubbish တွေကိုကြည့်ပြီးတော့သူတို့က research လုပ်တဲ့အခါမှာဖြစ်တယ်လို့တွေ့လာတာဟုတ်တခြားနေရာတွေမှာဖြစ်မဖြစ်သူတို့မသိသေးဘူး right အဲ့တော့ဒီအကြောင်းကိုလာနားထောင်တဲ့လူတွေကဒီအကြောင်းစိတ်ဝင်စားတယ်လေ right အဲ့တော့တခြားနေရာနေပြီးတော့ဒီလိုမျိုးရင်ငုတ်တဲ့လူတွေပင်နေကြအောက်တော့တခြားနေရာတွေမှာဒီလိုမျိုးအမိုက်တွေအောက်ကိုပြုတ်ကျနေတဲ့ဟာတွေဥပမာတင်းမောပြတ်တူပါလို့လိုမျိုးပေါ့နော်အဲ့ထဲမှာနေတဲ့ဟာတွေရှိတယ်အဲ့လိုနေရာတွေကိုသိတယ်ဆိုလို့ရှိရင်တဲ့အဲ့နေရာတွေကိုသူတို့သွားပြီးတော့ပြုတင်နေဟေးနေတော့ဒီနေရာသားတင်နေတယ်ဟေးဆိုရဲဒီအကြံပြုချက်ကလေးသူတို့ပေးနိုင်လို့ရှိရင်တဲ့ please speak to me after the lecture ဆိုတော့ဒီ lecture ရဲ့ဒီစကားပြောနေတဲ့ဒါသူ lecture ပေးနေတာပေါ့ right ဒီဆွေးနွေးချက်ရဲ့အသင်ခန်းစာပြောပြပါ so that's a paragraph interesting နော် interesting exercise listen and see if you were right we are wrong hey what did the study show or study about ပြောလဲ conservation study about ပြောလဲ conservation ဟိုစိတ်မြစ်စိတ်ကနေမှာဟိုအမိုက်စက် အမိုက်ရှိရင်အမိုက်ကြောင့်ဟိုကားတို့ဘာလို့အဲ့လိုအမိုက်မျိုးရှိရင်တတ်တော်ကြီးလေးတတ်တော်ဝါလေးမျိုးစိတ်တွေအတွက်ပို့ပြီးတော့ပွားလာအောင်လို့အားပေးတယ်ဆိုတဲ့ဘောကိုပြောချင်ရေအောက်မှာရှိတဲ့တော်ဝါလေးတွေကအဲ့လိုမျိုးအမိုက်တီထဲမှာရှိတဲ့နေအမိုက်တွေရှိတဲ့နေရာမှာပို့ပြီးတော့ပြောတယ်ဒီတိုင်းရေပဲဆိုလို့ရှင်သူတို့ကပြောမလဲရေကြီးပဲရှိတဲ့နေရာလေအမိုက်ရှိတဲ့နေရာမှာတော်ဝါလေးတွေကပို့ပြောရဲဆိုတာကိုသူတို့တွေ့ရတယ် right what did the women's team decide to do အဲ့တော့ဟိုစကားပြောတဲ့မျိုးသမီးရဲ့ဟိုဟာအကြီးမှာဘာလုပ်ဖို့ဆုံးဖြတ်ထားလဲသူကဘာလုပ်ကြမိုက်ဒီချက်ညမိုက်ချောက်ဆိုပြတာမိုက်ချောက်ကိုကြားမယ်ဆိုပြတာ interesting okay match the beginnings 1 to 8 and endings of these phrases stop the recording if when you need to ဆိုတော့ဒီကောင်ကနားထောင်ရင်းနဲ့လောက်ရမယ်ဟာ this horrible rubbishနားထောင်ပြီးလောက်ရမယ်ဟာ okay you ready to listen again there Recording 12. Good morning, everyone. What you can see on the screen behind me is Sydney Harbour, and it may surprise you to learn that this horrible rubbish lying at the bottom of the harbour was... Okay, so this horrible rubbish lying at the bottom of the harbour here. H. ဒီကောင်ပြီးသွားပြီဆိုဒီကောင်ဟွာလိုက် okay let's continue to listen Green behind me is Sydney Harbour, and it may surprise you to learn that this horrible rubbish lying at the bottom of the harbour was actually put there intentionally as part of a conservation project. Now, the idea of putting rubbish into the harbour instead of cleaning the idea of
Well done. Good listening. 14. C. C. Putting rubbish into the harbor. Cool. Wait. ဆောင်းဝဲမှာဒီကတစ်ခေါက်ပဲဖွင့်တာနော် Rubbish lying at the bottom of the harbour was actually put there intentionally as part of a conservation project. Now, the idea of putting rubbish into the harbour instead of cleaning it out may seem absurd to you, but allow me to explain. 2 years ago, I was involved in a study with the University of Sydney. We were asked to try to calculate the number of fish and different species living in Sydney Harbour. During this study, the divers noticed that in the areas cleared of rubbish, In the areas. Clear or rubbish. Well Clear done. of rubbish. G. of Sydney. We were asked to try to calculate the number of fish and different species living in Sydney Harbour. During this study, the divers noticed that in the areas cleared of rubbish, very little life remained, whereas the old cars and other debris lying on the seafloor. F. Good. Other debris, see, lying on the seafloor. Well done. You are very clear, no? Loud and clear and very nice. Fish and different species living in Sydney Harbour. During this study, the divers noticed that in the areas cleared of rubbish, very little life remained, whereas the old cars and other debris lying on the seafloor actually provided a rich habitat for an abundance of creatures, including up to 20 species of fish, crabs and seahorses, and amazing plants such as sea tulips with bright red bodies. A. Sea tulips, bright red bodies. Almost there. On the seafloor actually provided a rich habitat for an abundance of creatures, including up to 20 species of fish, crabs and seahorses, and amazing plants such as sea tulips with bright red bodies. We realised that if you remove all of the rubbish contained in the harbour, then you also take away the homes of the creatures living there. Earlier this year, with the help of the Sydney Harbour Federation Trust, we reached a decision to expand our study and to expand our study. A decision to expand our study. တတိထားကြည့်ဒါလေးတွေအကုန်လုံးက noun phrase တွေနော် This horrible rubbish lying on the seafloor. This is noun. Lying on the seafloor is infinitive ing plus preposition plus noun. ဒါလေးက noun phrase တွေ we will continue next week. Wow,နားထောင်နေနဲ့ what is it called? Recording တင်လိုက်လို့ရှိရင်အဲ့ဒါလေးတွေနည်းနည်းသတိထားပြီးကြည့်ရှေ့ပတ်ကြရင် it will be very useful. Okay. Earlier this year, with the help of the Sydney Harbour Federation Trust, we reached a decision to expand our study and start putting rubbish back into particular areas of the harbour. So far, we have used things like old car tyres and rope, but we have a plan to carry out a more detailed study to test out a variety of artificial structures and see whether the sea creatures in the harbour find these as attractive a home as the rubble of the past. Rubble Of the past. The rubble of the past. Well done. Structures and see whether the sea creatures in the harbour find these as attractive a home as the rubble of the past. We'll also catalogue the creatures living there, and the data collected from the sites will be analysed to establish whether these artificial reefs have in fact helped to increase the volume of fish in the harbour. In the meantime,
If you have any suggestions of other possible sites with submerged rubbish that would be other possible submerged. sites, yeah, submerged fish. If you have any suggestions of other possible sites with submerged rubbish that would be suitable for our research, please speak to me after the lecture. Oh, okay. So ရှေ့ပတ်ကြလို့ရှိရင် noun phrase တွေ identify လုပ်ကြ